မင်္ဂလာပါကျွန်တော်ရဲ့ channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်20ကြိမ်မှာတော့က4-5ကတော့ဒါကျွန်တော်အရင်အကောင့်မှာကလေး2ဦးကလေးကျွန်တော်အကောင့်ကိုအားပေးလာတဲ့လူရတော့ကျွန်တော်မွေးစားကဏ္ဍလေးတင်ပေးတာဖြစ်တဲ့အတွက်ရကြမလို့ထင်ပါတယ်ရတဲ့လူလေးရှိပါတယ်ကျွန်တော်ကောမမှာလာမှန်ပေးတဲ့အတွက်မြင်ရပါတယ်ယူဇာကြည့်တဲ့လူကတော့ဒါရမှာပေါ့ဗျာရှာမကြည့်မိတဲ့လူတော့မရဘူးပေါ့နေဦးကလေးကျွန်တော်တင်ခဲ့တဲ့မွေးစားကုန်လေးပါဒီ4-5ကတော့ရတဲ့လူလည်းရကြတယ်ပေါ့များတဲ့လူတော့မရဘူးပေါ့ခုနောက်ထပ်ကျွန်တော်22ကြိမ်အတွက်ပြပေးချင်တာရှိပါတယ်ဟုတ်ကဲ့2016ခုနှစ်က2016ခုနှစ်က816ရယ်463ရယ်964ရယ်ဒီနောက်ပိတ်တုံးလုံးပေါင်းခြင်းဟာ634ဆိုတော့ဒီမှာ3ညရတယ်နောက်ပိတ်တုံးလုံးပေါင်းခြင်း3ညရတယ်သူ့ရဲ့ဇောင်းမှာပဲဒီနှစ်3နှစ်နောက်3နှစ်ချာမှာ2019ခုနှစ်မှာလည်းဒူနီကောင်းမှာပဲ3ည6 4ခွန်6ခွန်8ခွန်ဆိုရင်သူနောက်3လုံးပေါင်းခြင်းက66ခွန်ဆိုခြင်းကြောင့်ဒီမှာပေါင်းခြင်းက9ရှေ့ရကက်က6တုံညာ4ဆိုတော့ပေါင်းခြင်းက3ညဒီမှာ9စီနီယာလိုက်ပေါ့ဗျာဒါဒုတိယကက်ပေါ့664ဆိုတော့ဒီမှာ9တတိယကက်အနေနဲ့သူရဲ့နှစ်နှစ်ချာ3နှစ်မြောင်မှာပေါ့ဒီနှစ်3ဆောင်းမှာ3 9 6ဆိုတော့ပေါင်းခြင်း8ပေါင်းခြင်း8ဆိုတော့ဒီမှာနောက်3လုံးပေါင်းခြင်း8 3 9 6မှာပေါင်းခြင်း8စီနီယာလိုက်တာမှာ3ည9 8ဒီနောက်22ကြိမ်သားအတွက်နောက်ဆုံးကတ်ကတော့ဒါ98ဆိုတော့3ည98ဆိုတော့ဒီမှာခွန်ပေါ့နောက်ပိတ်တုံးလုံးပေါင်းခြင်းခွန်ဖြစ်ရမှာပေါ့ဆိုတော့ရှင်5ဆိုတော့73ဆိုတော့ခွန်ဖြစ်ဖို့အတွက်ဒီမှာ4ပိတ်အောင်ပေါ့4ပိတ်ရပြီပေါ့4ပိတ်မှာဒါကျွန်တော်တို့4ပိတ်မှာဒါပေါင်းခြင်းကခွန်ဖြစ်မှာဆိုတော့ဒါအပိတ်ရပြီဆိုတော့ကျွန်တော်တို့ဒါလေးတော့ line ပေါ်အမြဲတမ်းမြင်နေကြမှာပါဒီအဘူး၄ဘူးရတဲ့ပုံစံလေး4ဘူးရတဲ့ပုံစံလေးကဒီလိုပြ2020မှာ258 2020 258ထိပ်စီးနဲ့2020တုန်းကဒီမှာ8ခွန်နဲ့ဆိုပြီးတော့ဒီ8ကထိပ်စီးနဲ့ဒီထိပ်စီးနှလုံးက2025ခုနှစ်မှာဒီမှာ5နှစ်ဆိုပြီးတော့ဒီမှာနှလုံးဆွဲနေမှာနှလုံးဆွဲနေချပေးတယ်မှာနှစ်8ဆိုတော့ဒီမှာ5နှစ်ဆိုတော့ဒီမှာ8နဲ့2နဲ့ဆွဲတယ်သူ့ရဲ့အောက်နှမင်းချမှာပဲဒီမှာ391ရယ်533ညရယ်3နဲ့5နဲ့ထိပ်စီး35ထိပ်စီးကသူ့အောက်ကတပင်ကြားဒီမှာ5နှစ်အောက်ကတပင်ကြားမှာပဲဒီမှာ356ဆိုပြီးတော့ချပေးခဲ့356ဆိုတော့35နှလုံးဆွဲတယ်ဆိုတော့တခါတတိယကံမြောက်ကလည်းဒီမှာ99ခွန်သူ့ရဲ့တပင်ကြားမှာပဲဒီဘက်ကတပင်ကြားဆိုလို့ပဲဒီဘက်ကမှလည်းတပင်ကြားချပေးခဲ့ဒီတတိယမြောက်ကမှာပဲဒီမှာတပင်ကြားမှာ391အောက်တပင်ကြားမှာ99ခွန်6ထိပ်စီးရယ်ခွန်8နှစ်ရယ်2020တုန်းကခွန်8နှစ်ရယ်ဆိုတော့6ထိပ်ရယ်ခွန်ထိပ်ရယ်ဆိုတော့9ခွန်ဆိုတော့သူ356ရောက်ကတပင်ကြားမှာ9ခွန်ဆိုပြီးတော့ဒီမှာနှလုံးဆွဲတယ်ဒါတတိယမြောက်ကဆိုတော့မြောက်ကနေတဲ့ဒီမှာ8ထိပ်ရယ်ဒီမှာ893ရယ်8နှစ်ရယ်ဆိုတော့ဒီကထိပ်စီးရ8ဒီကထိပ်စီးရ8ဆိုတော့88ဆိုတော့ဒီမှာသူ့ရဲ့အောက်9ခွန်8ရဲ့အောက်ကတပင်ချာမှာဒီမှာ8ဘူးဆိုတော့ဒီမှာ8မှာအခွာနေတယ်လားဒါနောက်တစ်ကအနေနဲ့အခု22ကြိမ်တော့ဒီမှာ4တုံညာ4ရဲ့သူ့အောက်ကတပင်ချာဒီမှာ4တုံညာ4ရဲ့ဒီ6ရဲ့ဆိုတော့ဒီက4ထိပ်ရဒီမှာလည်း4ထိပ်ဆိုတော့4ဘူးပေါ့ဒီမှာ8ရက်ကတ်တာအနီးတူပါပဲဒီမှာ8ဘူးဆိုတော့ဒီမှာ8ခွာနေတယ်ပြန်ချပေးဒီချိန်မှာလဲနောက်8ဘူးဒီမှာ4ဘူးအနေနဲ့ခါပြန်ချပေးမလားပေါ့ဗျာ4ဘူးအနေနဲ့ပြန်ချပေးမလားပေါ့ပြန်ချပေးတော့ရမှာပေါ့ချမပေးတော့မရဘူးပေါ့ကျွန်တော်တော့ဖြစ်နိုင်ခြေရှိတာကိုပဲပြောပြတာဆိုတော့ကြိုက်တယ်ဆိုတော့ယူသုံးကြပေါ့ဒီမှာဒါ4ဘူးရပြီ4ဘူးရပြီဆိုတော့ကျွန်တော်ထိပ်စီး
line နဲ့ကထိပ်စီးပုံစံတွေကထိပ်စီး line နဲ့က2019ခုနှစ်က2019ခုနှစ်မှာ863ခွန်ရှင်ကဒီထိပ်စီးနှလုံးနဲ့ထိပ်နဲ့ပေါင်းခြင်းဟာထိပ်စီးနှလုံးနဲ့သူ့အောက်ကပင်ထိပ်နဲ့ပေါင်းခြင်းခွန်86ခွန်ဆိုတော့86ခွန်ပေါင်းခြင်းဟာပေါင်းခြင်းမှာဒီထိပ်စီးနှလုံးရဲ့ထိပ်ရဲ့ပေါင်းခြင်းဟာသူ့အောက်ကပင်ထိပ်ရဲ့ပေါင်းခြင်းဟာ100ရတယ်ဒါပထမကပ်ဒုတိယကပ်အနေနဲ့ကသူ့ရဲ့အောက်မှာသူ့ရဲ့တပင်ကြား2019ခုနှစ်ဒါ19ခုနှစ်မှာသူ့ရဲ့ဇောင်းမှာပဲထိပ်စီးနှလုံးနဲ့ထိပ်နဲ့ပေါင်းခြင်းဟာခွန်9နှစ်ဆိုတော့ခွန်ရ4ဆိုတော့ပေါင်းခြင်းဟာဒီမှာလည်းဒီမှာလည်းဒါဒုတိယကပ်ပေါ့ကြာသူ့ရဲ့ပင်ချာကွက်ဒီမှာပဲဒီမှာဇောင်းမှာဒီမှာ2021ခုနှစ်မှာထိပ်စီးနှလုံးခွန်နဲ့ပေါင်းခြင်းရဲ့ဒီမှာ1ဆိုတော့အပိတ်ထိပ်က2ဆိုတော့ဒါပေါင်းခြင်းဟာဒါတတိယမြောက်ကပ်ပေါ့ကြာစတုတ္ထမြောက်ကပ်အနေနဲ့ဒီမှာဆိုတော့ဒါပင်ရည်တူမှာပဲ2023ခုနှစ်မှာထိပ်စီးက8နှစ်ဆိုတော့ထိပ်စီးက8ပေါင်းခြင်းဟာ9ရဲ့2ရဲ့ဆိုတော့ပေါင်းခြင်း1ဒါစတုတ္ထမြောက်ကပ်အခုအချိန်တော့ဒီပင်ရည်ကွက်ဒီမှာပဲ2025ခုနှစ်မှာထိပ်စီးနှလုံးက4ဆိုတော့ပေါင်းခြင်းက9ပေါင်းခြင်း5ဆိုတော့ပေါင်းခြင်း5ကိုပေါင်းခြင်း5ဆိုတော့1ဖြစ်ဖို့အတွက်တော့ဒီမှာထိပ်စီးက6ပေါ့ဗျာထိပ်စီးက6ဖြစ်မှရမယ်ထိပ်စီး6ဖြစ်မှ6ဒါပေါင်းခြင်းက1ရမှာဆိုတော့ဒါကျွန်တော်ဒါပထမပိုင်းမှာကျွန်တော်အကုန်လုံးပေးသွားခဲ့ရင်တော့ဒါအဆင်ပြေတာပေါ့ဗျာအကုန်လုံးမပေးခဲ့ဘူးဒါမိတ်ဆွေတို့အနေနဲ့ကျွန်တော်ကြိုက်တဲ့အပိုင်းလေးမိမိတို့ဆင်ပြေတဲ့အပိုင်းလေးပဲယူသုံးခြင်းနေဆိုတော့လည်းယူသုံးကြပေါ့အကုန်လုံးပေးခဲ့ရင်တော့ကံကောင်းတာပေါ့ညာတော့အဖြစ်တော့အကုန်လုံးတော့ပေးတာတော့နေပါတယ်ဒါပေမဲ့ပေးခဲ့ရင်တော့လည်းရတာပေါ့ဗျာဒါပေမဲ့ရန်တို့ထိုးတဲ့နဲ့ရန်ပြီးတော့ထိုးပေါ့brother တို့စိတ်ကြိုက်ဝင်တဲ့ break line ရှိမယ် break line နဲ့ကိုကီးပိုင်းလုံးပိုင်းနေနဲ့အကုန်ညက်ပြီးတော့ထိုးမယ်ဆိုရင်တော့ဒါပို့ပြီးတော့အားကောင်းတယ်ပေါ့ဗျာကိုလည်းအားကိုးတော့ကြပို့ပြီးတော့ဆင်ပြေတာပေါ့ချိန်ကနထွက်တိုင်းလည်းစိတ်ရှင်းနဲ့နေလို့ရတာပေါ့ဒါကျွန်တော်တို့ဖြစ်နိုင်ခြေအားရှိဆုံးဟာကိုပဲပြပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတို့တွေနဲ့စိတ်ကြိုက်ဝင်မှာတော့မှစိတ်ကြိုက်ရမှာတော့ပေါ့ကျွန်တော်ရှေ့ရတလင်းကားတော့လည်းကျွန်တော်ပြောခဲ့ပါပဲဘရိတ်တွေကဒုံညရဲ့3ရဲ့8ရဲ့9ရဲ့ဆိုပြီးတော့ကျွန်တော်ဘရိတ်4ခုလောက်ကျွန်တော်ပြခဲ့ပါတယ်အဲ့ဒီမှာဘရိတ်ဒါဒုံညဘရိတ်အောင်ခဲ့တယ်ပေါ့ကိုစိတ်ကူးနဲ့ကိုဒါညက်ပြီးတော့ကိုလုံးပိုင်းကြီးပိုင်းနေနဲ့ကျွန်တော်တင်ပေးတဲ့ဟာတွေနဲ့ကျွန်တော်တစ်ထိတ်တင်ပေးခဲ့ရရှိပါတယ်၄ခါတင်ပေးခဲ့ရရှိပါတယ်ဒါစိတ်ကြိုက်ဝင်တဲ့ဟာတွေနဲ့လုံးပိုင်းကြီးပိုင်းနေနဲ့ညက်ပြီးထိုးတဲ့တူရတော့ပေါက်သီးရကြတာပေါ့ဗျာမထိုးတဲ့တူတွေကတော့ဒီတိုင်းပဲဒါကျွန်တော်ပေးတာပဲထိုးတဲ့တူကတော့မွေးသားခဏထိုးတဲ့တူဆိုရင်တော့ကျွန်တော်ရှေ့ဖိုင်မှာတင်ပေးခဲ့တာရှိပါတယ်မွေးသားခဏကျွန်တော်နေဦးကတင်ပေးခဲ့တာရှိပါတယ်အဲ့ဒီကလေးကပြီးတော့တာဆိုတော့အဲ့ဒီကအပေးခဲ့တဲ့တူဆိုရင်တော့ရမှာပေါ့ဗျာမပေးခဲ့တဲ့မပေးခဲ့ဘူးဆိုရင်တော့လည်းမရဘူးပေါ့အခုချိန်မှာလည်းဒါဒီမှာ6လေးလေးဆိုပြီးတော့ဒီမှာတဲတစ်ခွက်ရတယ်တဲတစ်ခွက်ဒီဒါကျွန်တော်တို့ပေးတဲ့ပုံစံကိုကြိုက်တယ်ဆိုရင်တော့ဒါရယူလုံးကြပေါ့ဒါရမကြိုက်ဘူးဆိုရင်လည်းအခြားဆရာပြတာတွေပုံစံတွေနဲ့ဒါကီးပိုင်းလုံးပိုင်းတွေနဲ့ညှိယူပြီးတော့အသုံးပြုကြပါအဓိကတော့ပေါက်တီးရဖို့လိုတာပဲဗျbrotherတို့အဆင်ပြေဖို့ပဲလိုတာပေါက်တီးရမှအဆင်ပြေမှာဆိုတော့စိတ်ကြရင်အဆင်ပြေလို့ယူသုံးကြပါအခုကဒါ6လေးလေးဒါတဲတစ်ခွက်ရပါတယ်ကံကောင်းကြပါသေးဗျာ